ချမ်းသာကြွယ်ဝတဲ့ဒိတ်တိတ်ကျဲ CEO ဟာသူ့ရဲ့ကောင်မလေးတငယ်ချင်းကိုအိမ်ခေါ်လာခဲ့ပါတယ်။တငယ်ချင်းကတော့ခန္ဓာလှပလွန်းတဲ့အိမ်ကြီးကိုကြည့်ပြီးကျေနပ်နေတာပေါ့။ဒါပေမဲ့တငယ်ချင်းက CEO ဖတ်လိုက်တဲ့အချိန်မှာတော့ CEO မျက်နှာပြတ်သွားပါတယ်။ဘာလို့လဲဆိုတော့သူတစ်သက်လုံးရှာနေတဲ့ကောင်မလေးရဲ့ကိုယ်တင်ရက်နှက်နဲ့ကတခြားစီဖြစ်နေလို့ပါ။အဲ့ဒီအချိန်မှာပဲကောင်မလေးက CEO ရဲ့အဝတ်လဲခန်းထဲမှားဝင်လာပြီး CEO ရဲ့ရင်ခွင်ထဲကိုမတော်တဆလှိုက်ခနဲ့ရောက်သွားပါတယ်။အဲ့ဒီအခါမှာတော့ဟော CEO ရဲ့နှလုံးသားကတိလိုက်ပြီးဒီရက်နှက်ကသူတစ်ခါမှမမေ့နိုင်နဲ့သူရှာနေခဲ့တဲ့ရက်နှက်လေးပါပဲ။ဒါပေမဲ့အကြံပတ်ဆက်တဲ့တငယ်ချင်းကတော့ CEO ကိုအပိုင်ရဖို့အတွက်သူရှာနေတဲ့ကောင်မလေးရဲ့ဒဏ်ရာအတိုင်းသူမကိုပေါ်မှာအတုလုပ်ပြီးလှည့်စားဖို့ကြိုးစားပါတော့တယ်။ ကောင်မလေးကမထင်မှတ်ပဲသူ့မှာကိုဝင်ရှိနေတာကိုသိသွားခဲ့ပါတယ်။သူ့ကိုဝင်ကိုဖုံးကွယ်ပြီးအလုပ်ကိုကြိုးစားလုပ်တယ်ခဲ့ပါတယ်။တနေ့မှာတော့ကောင်မလေးကအလုပ်လုပ်နေတော့တငယ်ချင်းရဲ့အကွက်ချမှုကြောင့်မီးဆိုင်ကြီးပြုတ်ကျလာခဲ့ပေမဲ့ CEO ကအသက်ဆုံးပြီးဝင်ကယ်လိုက်ပါတယ်။ဒါကိုမြင်တဲ့တငယ်ချင်းကအရန်ဒေါသထွက်သွားခဲ့ပါတယ်။ကောင်မလေးကိုလှုပ်ကြံတတ်ဖို့လူငားပြီးခိုင်းစေခဲ့တယ်။သူမဖုံးပြောနေတာကို CEO ရဲ့လူကကြားသွားခဲ့ပါတယ်။ကောင်မလေးကကားလမ်းမပေါ်ဖုံးပြောပြီးလမ်းလျှောက်နေစဉ်ကားတစ်စီးကဝင်တိုက်ဖို့ကြိုးစားတဲ့အချိန်မှာ CEO ကမြင်သွားပြီးကောင်မလေးကိုလမ်းဘေးကိုဆွဲချပြီးထပ်ကယ်လိုက်ပြန်ပါတယ်။ကောင်မလေးနဲ့ CEO နှစ်ယောက်လုံးလမ်းဘေးသို့လဲကျသွားပါတော့တယ်။ကောင်မလေးကသတိမေ့သွားတဲ့အချိန်မှာဆေးရုံပို့ဖို့ပွေ့ချီလိုက်တဲ့အချိန်မှာတော့သူမရဲ့ပခုံးပေါ်ကအမတ်အသားကို CEO မြင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကသူ့တကယ်ရှာနေတဲ့သူဆိုတာသူမှတ်မိသွားပါတော့တယ်။သူရှာတွေ့ခဲ့တဲ့သူမရဲ့ဇနီးလောင်းလေးကိုသူထပ်ဆုံရှုံးမှအရန်စိုးရိမ်နေခဲ့တယ်။တတိယလာတဲ့အခါ CEO ကအရန်ပျော်ရွှင်သွားခဲ့ပြီးကောင်မလေးကိုသူအချင်းအကြာကြီးရှာဖွေနေခဲ့တဲ့သူဟာသူမဖြစ်ကြောင်းအရာအားလုံးပြောပြခဲ့တယ်။သူမနဲ့သူ့ရဲ့အမတ်တရနေလေးကိုပြန်ပြောပြခဲ့တယ်။သူမကလည်းသူမမှာကိုဝင်ရှိနေပြီဖြစ်ကြောင်း CEO ကိုပြောပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ CEO ကကောင်မလေးကိုကုမ္ပဏီကိုခေါ်သွားပြီးသူ့အမေနဲ့လူအများရှိမှတရားဝင်ဇနီးအဖြစ်ကြီးညာဖို့ခေါ်သွားခဲ့ပြီးလက်စွပ်နဲ့လက်ထပ်ခွင့်တောင်းကသူတို့နှစ်ဦးရဲ့အချစ်ဇလန်းလေးဟာပျော်ရွှင်စွာနဲ့ပဲဇက်သိမ်းသွားပါတော့တယ်။